လေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြော့ဆိုးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေချစ်သူကသူ့ကိုပြောတယ်အဲ့ချစ်သူကခရီးဘူးလေးပန်းကျင်ပါလေခရီးပွင့်ပန်းကျင်တာမဟုတ်ဘူးနော်ခရီးဘူးကိုပန်းကျင်တယ်ဆိုတော့မောင်ကကူရတယ်ခရီးဘူးဆိုတာဘယ်လိုလုပ်မလဲအပင်ကအောက်ကကောက်လို့မရဘူးအပင်အောက်မှာကျတာဒီမှန်တယ်မြတ်ဒီခရီးပွင့် star flower လို့ခေါ်တယ်ခရီးပွင့်တကယ်ကျယ်လေးတွေလိုပဲပြန်ကားနေတာအဲ့ဒါလေးကခရီးပွင့်ဖြစ်တယ်ချစ်သူကပြောတာခရီးဘူးဆိုတော့ तू ကဘာလုပ်မလဲအပင်မော်ကိုတက်တယ်ညနေခင်းလေးမှာသွားခူးရတယ်တက်ခူးရတယ်တော်တော်ခက်ခူးရတယ်ခူးပြီးတဲ့နောက်မှာ तू ကငပြောပက်ကလေးနဲ့ तू ကတေးသေးချာထုတ်အင်ကိုပြန်လာပြီးတော့ဒီခရီးဘူးလေးဟာမနဲ့ကြရင်လန်းလန်းဆန်းဆန်းလေးပွင့်နေရမယ်မပွင့်တပွင့်ငုံအားခရီးဘူးလေးကို तू ပေးမယ်နော်ညနေခင်းလေးမှာပဲအထုပ်ကလေးနဲ့ထုတ်ပြီးတော့ရေလေးပါလေးတောက်ပြီးတော့တေးသေးချာလုံအောင်ထုတ်ပြီးတော့ကျတော့ချစ်သူစီကိုပေးခဲ့ပြီဖြစ်မှာပေါ့ညမိုးလေးနဲ့ညအိတ်တဲ့အခါကျတော့ तू အိတ်လို့ရကြမှာရမနဲ့ကြရင်တော့ချစ်သူနဲ့ဘုရားကျောင်းပေးနာလေးဘုန်းကြီးကျောင်းပေးနာလေးမှာတွေ့ရင်ချစ်သူဟာခရီးလေးကိုဘယ်လိုပန်းလာမှာလဲနှီးကြိုးလေးတွေနဲ့ထိုးပြီးပန်းလာမှာလားဒါမှမဟုတ်ရင်အချီကျိုးနဲ့ပဲကုန်းပြီးတော့じゃပန်းမှာလားဒါမှမဟုတ်ပန်းရတာရှက်လို့လည်းဘေးမှာပဲဆွဲမလား तू ကရင်ထဲကခုံးပြီးတော့ तू တညာလုံးဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့ तू အိတ်လို့ရချင်မှရမနဲ့ရောက်တော့ချစ်သူရဲ့ခေါင်းမှာထပါတွေးလိုက်လေဆိုတော့နှင်းစီပွင့်လေးတွေးလိုက်တယ်သူကပန်းကျင်လဲဆိုလို့ခရီးဘူးကိုပေးခဲ့တယ်လည်းပဲသူ့ချစ်သူဟာခရီးဘူးကိုဘယ်နာထားလိုက်လဲမသိခရီးပွင့်နေဘယ်ရောက်သွားလဲမသိတကယ်တော့မြင်လိုက်ရတာနှင်းစီပွင့်တွေနဲ့နှင်းစီတစ်ပွင့်နဲ့မဟုတ်ဘူးနော်သူ့စပင်နှင်းစီပွင့်တွေနဲ့နှစ်ပွင့်လည်းဖြစ်ရင်ဖြစ်မယ်သုံးပွင့်လည်းဖြစ်ရင်ဖြစ်မယ်